ကဲ fashion designer မလေးတွေဒီတင်တန်းလည်းမတက်ချင်ဘူးအင်ဂျီပုံစံလေးတွေဆွဲချင်တယ်ဆိုရင်ဝင်ရဲ့ channel လေးကိုတော့ follow subscribe လုပ်ထားပါတော့ဝင်တောက်လျှောက်ဒီ standing post လေးတွေနဲ့အင်ဂျီပုံလေးတွေဘယ်လိုဆွဲရမလဲဒီဝင်တော့ထိုင်မတိန်ထိပါဝင်ပညာဒါနပေးဖို့ရှိရဲအဲ့တော့တောက်လျှောက်မပြတ်တန်းကြည့်ပါဝင်ပတ်တိုင်းပညာဒါနအပိုင်းလေးတွေတင်ပေးဖို့ရှိရဲအဲ့တော့ဒီမှာကျတော့ဝင်က hairline လေးတွေစပြီးမှဆွဲပြပေးမယ်ပေါ့နော်ဝင်ဗီဒီယိုတူကြည့်ခဲ့တဲ့သူဆိုရင်လည်းဒီဟာကတိထားပြီးသားဖြစ်လောက်မယ်ဒီမှာကျတော့ဝင်က speed ကိုနည်းနည်း short ပြီးမှဒီမိနစ်လေးနည်းနည်းလေးရှည်ထားရပေါ့နော်ဟိုမှာကျတော့ဒီ TikTok တို့ Facebook မှာဆိုရင်ဝင်က3မိနစ်ကြော်လောက်ပဲတင်ထားရပါဆိုအရန်ရှည်လဲ boring ဖြစ်မှာဆိုတော့ပါအဲ့တော့ hairline မှာဝင်တော့ကဦးကောင်းဆွဲထားပြီးသားဖြစ်ရမယ်เนาะ Windows ရဲ့ body figure standing pose ကဝင် YouTube ထဲမှာလည်း10 head body figure တင်ထားပြီးသား TikTok ထဲမှာဆိုရင်တော့ Windows 9 head body figure လည်းတင်ထားပြီးသားပေါ့เนาะအဲ့တော့ကိုကြိုက်တဲ့ body figure ကိုဆွဲလို့ရတယ်ဆွဲပြီးမှလေ့ကျင့်ပြီးရင်ကဲလို့အမားမှန်မစစ်တော့ဆိုဝင်ကိုလာပြပေးပါဝင်စစ်ပေးမယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ဝင်က hairline လေးတွေ Windows ဒီတိုင်းတောက်လျှောက်ဆွဲမယ်ဒီမှာကျတော့ကိုကဘလို့ hair style မျိုးဆွဲချင်လဲကိုအဆင်ပြေတဲ့ hair မျိုးကိုဆွဲလို့ရတယ်ဝင်ကတော့လောလောဆယ်ဒီပုံစံလေးပဲကြိုက်တယ်အဲ့တော့ဝင်တို့လေးဒီအဖြောင့်ပဲဆွဲချင်လဲရတယ်နော်ဒီမှာ window ရဲ့ hemline အကြောင်းလေးပြန်ပြောမယ်ဒီမှာဆိုရင် hemline က window အဖြောင့်ဆွဲလို့မရလူရဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက်ကြောင့်တစ်တားတွေလိုမျိုးဖြောင့်ကြီးမနေဘူးပေါ့နော် window မှာ cylinder ပုံစံလေးရှိရဲcylinder နဲ့တူရလို့မဟုတ်နော် cylinder ပုံစံလေးရှိရဲအဲ့အတွက်ကြောင့် window ကအခုံးလေးတွေဆွဲပေးရမယ်သူ့ရဲ့ hemline တွေ level မှာဆိုရင် window ပါဆောက်ခုံးလေးဆွဲပေးရမယ်လူရဲ့ body ခန္ဓာကိုယ်ခါရဲ့အပေါ်ပိုင်းမှာဆိုရင်ဝင်တော့ခေါင်းငယ်ခုံလေးဆွဲပေးရမယ်ခါရဲ့ခါနာလေးနီးတဲ့ဟာတော့ဝင်တော့ပတ်ဆောက်ခုံလေးဆွဲလို့ရတယ်ခါရဲ့အောက်ပိုင်းကိုကျတော့ဝင်တော့ပတ်ဆောက်ခုံတောက်လျှောက်ပေါ့နော်တင်ထိဝင်တော့အောက်ပိုင်းထိကိုပတ်ဆောက်ခုံလေးဆွဲပေးရမယ်ဒါဝင်တော့တိထားရမယ်ဟာပေါ့နော်အလွယ်မှတ်ရမယ်ဆိုရင်ခန္ဓာကိုယ်အပေါ်ပိုင်းကိုဝင်တော့ခေါင်းငယ်ခုံမှပြီးတော့ခန္ဓာကိုယ်အောက်ပိုင်းကိုဝင်တော့ပတ်ဆောက်ခုံဆိုရင်မှအလွယ်မှတ်ထားလို့ရပါတယ်ပြီးတော့ရင်လက်မှာဆိုရင် body နဲ့ opposite အပေါ်ပိုင်းမှာဝင်တော့ကပတ်ဆောက်ခုံဖြစ်ပြီးတော့လက်ရဲ့အောက်ပိုင်းမှာဆိုရင် window ကသူ့ရဲ့အခုံးလေးကခေါင်းငယ်ခုံဖြစ်ပါမယ်အဲ့တော့ဒါလေးကို window မှတ်ထားရမယ်အင်ဂျီတွေဆွဲတော့မယ်ဆိုရင်ဒီ hemline လေးတွေကမဖြစ်မနေမှတ်ထားရင်တော့ window အတွက်အင်ဂျီတွေဆွဲတာပုံမှတဘာဝကြပါလိမ့်မယ်အဲ့တော့ window hemline အကြောင်းပြောပြီးပြီဆိုတော့ window အင်ဂျီလေးတွားပြီးမှစပြီးမှဆွဲကြရအောင်အင်ဂျီဆွဲတဲ့အခါမှာ win က level ကိုအဝိုင်းတိပဲဝင်တော့ဆွဲမှာဖြစ်တဲ့အကြောင်းပတ်ဆောက်ခုံလေးဝင်တော့အရင်ဆွဲလိုက်မယ်ခြေကောက်တေးလေးတွေလည်းထည့်ပေးဖို့မမေ့ပါနဲ့ပြီးတော့ရင်ဝင်ကခါကနေဝင်တော့တဲ့ဆင်တဲ့ပုံစံလေးပေါ့နော်ပခုံးကနေတဲ့ဆင်တဲ့ပုံစံလေးခါမှာဝင်တော့အကန့်မဟုတ်ပဲနဲ့နည်းနည်းလေးတဲ့အပွားပုံစံမျိုးလေးဆင်ထားတယ်အရန်ကြီးပွားတဲ့ပုံစံလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံလေးတွားထားတယ်အဲ့တော့ပြီးတော့ရင်ဝင်ကဒီမှာကျဲကြီးဖုံးစာဘေးကိုနည်းနည်းတိုးလိုက်တယ်ခလဲကောင်တက်တဲ့မှာမဟုတ်ဘဲနဲ့ဘေးနည်းနည်းတိုးလိုက်တယ်အဲ့ဒါပြီးတော့ရင်ဝင်တို့ရဲ့ကော်လန်ဟိုဘက်ဒီဘက်ညီအောင်လို့အဝိုင်းလေးပတ်ဆောက်ခုံအဝိုင်းကြီးလေးထပ်ပြီးမှဆွဲလိုက်ပါတယ်အဲ့ဒါပြီးတော့ပြီဆိုမှဝင်တို့ကော်လန်လေးကဘယ်လောက်နေထားမှယူမလဲဆိုပြီးမှကြံတဲ့ဟာကိုဝင်တို့ပြန်ဖြတ်ပါမယ်ဒါဆိုရင်တော့ဝင်တို့ကော်လန်ပုံစံလေးရတော့ပြီအဲ့ဒါပြီးတော့ရင်တော့ဝင်ကဒီမှာမနော်ခြေကောက်လေးတွေကိုပါတခြားလေးပြန်ပြီးမှထည့်ပေးပါပြီးတော့ရင်ဝင်းတို့ရဲ့အိတ်ပုံစံလေးအိတ်ကလေးရင်လုံးရအပေါ်ဘက်မှာအိတ်ကလေးပါထည့်ပြီးမှဆွဲပါမယ်ခြေကောက်အကြောင်းလေးမသိသေးရင်ဝင်းတို့ပြန်ဒီဝင်းရဲ့ပညာဒါန sharing အရှိပိုင်းဟာတွေကိုတခြားလေးကြည့်ပေါ့နော်ဝင်းအဲ့မှာလည်းခြေကောက်အကြောင်းလေးတော်တော်လေးသင်ထားပေးတယ်ဝင်း lesson နဲ့လည်းသင်ထားပေးရပေါ့နော်အဲ့ lesson မှာလည်းတွားပြီးမှတခြားလေးကြည့်လို့ရပါတယ်အဲ့ဒါပြီးတော့ရင်ဝင်ကလက်ရှိပုံစံလေးဆွဲလိုက်မယ်လက်ရှိဆွဲတဲ့အခါမှာ window ကဒီ window ကုတ်လက်တွေဆိုရင်တည့်ရဲ့အတိုင်းပဲလုံးဝတဲ့ကြီးမရှိလေပခုံးထက်နည်းနည်းလေးဖောင်းမယ်အဲ့လိုပုံစံမျိုးပြီးတော့ရင် window လူဝတ်ထားဖြစ်တဲ့အကြောင်းသူ့ရဲ့တွန့်ရနည်းနည်းလေးတွေကို window လိုက်ပြီးမှထည့်ပေးပါမယ်ဘာလို့ဆိုတော့ window ဒီတိုင်းချိတ်ထားရင်တော့တွန့်ရရှိရလေ window ပိတ်စတွေကတွန့်ရဆိုတာဟိုလိုမျိုးကြေနေတာမျိုးမဟုတ်ဘူးเนาะပိတ်စရဲ့ flow လေးကိုပြောတာအဲ့ဒါပြီးတော့ရင်ဝင်ကကျဲတီးကိုလေးလုံးလောက်ထည့်လိုက်မယ်ခတ်တုပ်ဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ရင်ဝင်ရစကတ်အတူအရှိကိုလိုချင်တဲ့အရှိပမာဏကိုပေါ့နော်ဝင်ကထည့်ပေးလိုက်ပါတယ်
ဒီမှာဝင်ကခပတ်အထူအရှိအထူကြီးဆွဲလိုက်တယ်ပြီးတော့ရင် Windows စကတ်ကားမဲ့ဟာလေးအရင်ဆွဲလိုက်တယ်ဆွဲပြီးတော့တာနဲ့ Windows ကဒီမှာပတ်ဆောက်ခုံးလေးထပ်ဆွဲတယ်ပြီးတော့ပြီဆိုမှ Windows ဖြတ်ဆက်ပုံစံတောင်းချွန်လေး Windows ထည့်လိုက်မယ်အဲ့နေရာမှာပဲ Windows ကတွားပြီးမှကျိုးဆွဲတွန်းအကားစကတ်ပုံစံလေးထပ်ပြီးမှထည့်မယ်ပေါ့နော်အောက်ပိုင်းက Windows စကတ်ကကားထားလေအပေါ်က fit ဖြစ်တဲ့အတွက်ကြောင့် Windows ကျိုးဆွဲတွန်းဖြစ်ရမယ်အဲ့ဒီမှာဆိုရင် Win ကဒီမှာသူ့ရဲ့ flow လေးတွေလိုက်ပြီးမှထည့်မယ်အပေါ်မှာ Windows အတွန့်လေးရင်ဆွဲရမယ်เนาะဒါက Windows Rougher တွေဆွဲထားတာနားလည်ပြီးသားသူဆိုရင်ဒါတိလိမ့်မယ် Win အခုဆွဲထားတဲ့ဟာကြလို့မသိသေးဘူးဆို Rougher ပညာတနာ127ကိုတွားပြီးမှလေ့ကျင့်ဖို့ Win အရင်ပြောချင်ပါတယ်ဒီဘက်မှာလည်းထုံနေတကောင်ပဲဝင်တော့အတွန့်လေးရင်ဆွဲပြီးတော့ပြီဆိုမှကျိုးဆွဲလို့ဖြစ်လာတဲ့အတွန့်လေးကိုလိုက်ထည့်ပါမယ်ဒါပေမဲ့စကတ်မှာတော့အရန်ကြီးမတွန့်ဘူးပေါ့နော်ဒါပိတ်စအမှာဖြစ်တဲ့ကြောင့်ဝင်တော့အတွန့်အရန်မပေါ်တဲ့သဘောမျိုးပါအဲဆိုရင်ဝင်တော့ဖနက်လေးပြန်ဆွဲမယ်ဖနက်ဆွဲတဲ့အခါမှာပါဆောက်ခုံလေးတီးခြေထောက်ထိပ်မှာပါဆောက်ခုံလေးဆွဲမယ်ပြီးတော့ရင်ခြေထောက်ရအပေါ်ဘက်ကျတော့ခြေထောက်ရအပေါ်ရောက်ဝင်တော့ကောင်းငယ်ခုံသွားမယ်အဲ့တော့ကောင်းငယ်ခုံလေးတွေဝင်တော့လိုက်ပြီးမှဆွဲမယ်အဲ့တော့မညီမှာဆိုရင် Windows မြင်းကိုအသက်လေးဆွဲပြီးတော့ပြီဆိုမှသူ့ရဲ့ဟိုဘက်ဒီဘက်ညီပြီဆိုမှ Windows ကပြန်ပြီးမှကိုထည့်မဲ့အလှလေးထည့်ပေါ့နော်ဒီမှာဆိုရင် Win က1နဲ့9ပုံစံလေးထည့်လိုက်မယ်အရန်ကိုလွယ်ကူနေရောအဲ့တော့ Windows ဒီမှာခလဲကောင်မှာသူ့ရဲ့တုပ်ချောင်းလေးဆက်လိုက်မယ်ပြီးတော့ Windows မလိုတော့တဲ့မြင်းလေးတွေကိုတစ်ခါတည်းပြန်ပြီးမှဖြတ်လိုက်ပါမယ်ဒါဆိုရင်တော့ Windows ရဲ့ဖနက်ပုံစံလေးပြီးသွားပြီအဲ့မှာ Windows ထပ်ပြီးမှဘေးကိုပိတ်လိုက်မယ်ဘေးပိတ်လိုက်ရင်တော့ Windows ရဲ့ဖနက်ရှုဖနက်ပုံစံလေးရောက်သွားပြီဒါဆိုရင်တော့ဒီမှာခလဲကောင်မှာ Win ကအချိုင်လေးတွေပြန်ပြီးမှထပ်ထည့်လိုက်တယ်ပေါ့နော်ဒါသူ့ရဲ့ shape ပုံစံမျိုးလေးနောက်ပြီးတော့ Windows ချေအိအရှိဒူးကောင်းသားလောက်မရောက်တဲ့ရောက်ကိုဆွဲလိုက်ပါမယ်ဒါဆိုရင် Windows ရဲ့ဒီပုံစံလေးရသွားပြီဟုတ်ပြီနော်အဲ့ဒါပြီးသွားရဲ့ Win ကဒီ standing post ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုရိုးရှင်းနေရပါတော့အဲ့တော့ Win ကဒီပတ်စံအိတ်လေးပါထည့်ပြီးမှ accessory အနေနဲ့ပတ်စံအိတ်လေးပါထည့်ပြီးမှဆွဲလိုက်မယ်ပတ်စံအိတ်လေးကိုဝင်တော့တစ်စောင်းမြင်ရတဲ့အနေအထားမျိုးကို Win ကဆွဲပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့နောက်ဆက် Win ဆွဲလိုလေးလိုက်ဆွဲလိုက်ပေါ့နော်အဲ့ဒီမှာတစ်စောင်းဖြစ်တဲ့အတွက်ကြောင့်အဖုံးလေးကိုလည်းတစ်စောင်းလေးပဲထည့်မယ်ပြီးရင်သူ့ရဲ့ပတ်တာလေးကိုလည်းဝင်တော့ဒီဇိုင်းလေးပဲထည့်မယ်ဒါဆိုရင်တော့သူ့ရဲ့ပုံစံလေးကပြီးတော့ပါပြီကျိုးလေးက Windows စကတ်ရဲ့အနောက်မှာပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့် Windows မမြင်ဘူးပေါ့နော်အဲ့ဒါလေးကိုဖြတ်ထားခဲ့လိုက်ပါမယ်ဒါဆိုရင်ပြီးတော့ပါပြီ